ဒီတစ်ခါဆက်ချင်တာကတော့အမေရိကန်နိုင်ငံမှာအမြင်အာရုံလုံးဝနှီးပါချွတ်တက်နေတဲ့မြန်မာရိုဟင်ဂျာဒုက္ခသည်တို့ကိုနေဆက်လုံခြုံရေးတပ်ဖွဲ့ကအပြစ်မရှိပဲအကြောင်းမဲ့ဖမ်းဆီးပြီးတဲ့နောက်လမ်းဘေးမှာစွန့်ပစ်ခဲ့မှုကြောင့်တေဆုံးသွားတယ်လို့အမေရိကန်သတင်းတွေအရသိရပါတယ်။ဒါကတော့အမေရိကန်နိုင်ငံနေဆက်လုံခြုံရေးတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုခံရတဲ့အမြင်အာရုံလုံးဝကွဲလူနှီးပါချွတ်တက်နေသူမြန်မာရိုဟင်ဂျာဒုက္ခသည်တို့ကိုအမေရိကန်အာဏာပိုင်တွေကဖမ်းဆီးပြီးသူ့ရဲ့နေအိမ်နဲ့9မိုင်အကွာမှာစွန့်ပစ်ခဲ့ပြီးတဲ့နောက်အဲဒီဒုက္ခသည်ဟာလမ်းဘေးမှာပဲတေဆုံးနေတာကိုတွေ့ခဲ့ရတယ်ဆိုပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးအမေရိကန်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေရဲ့လုပ်ရပ်အပေါ်ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့စုံစမ်းစစ်ဆေးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဲဒီတေဆုံးသူမြန်မာရိုဟင်ဂျာလူမျိုးဟာလွန်ခဲ့တဲ့15လလောက်ကမှမြန်မာနိုင်ငံရဲ့လူမျိုးတုံးတပ်ဖြတ်မှုဖြစ်စဉ်တွေကနေလွတ်မြောက်လာပြီးအမေရိကန်နိုင်ငံဘတ်ဖလိုမြို့ကိုရောက်ရှိလာသူဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းသူဟာအင်္ဂလိပ်စကားမပြောတတ်တာနဲ့မျက်စိမမြင်ရတာတွေကြောင့်မထင်မှတ်ထားတဲ့ကျွန်မဇုံးနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ပြောထားကြပါတယ်။သူကိုအမေရိကန်အာဏာပိုင်တွေကဖမ်းဆီးစစ်ဆေးတဲ့အချိန်သူဟာအင်္ဂလိပ်စကားမပြောတတ်တော့ရဲတပ်ဖွဲ့ပြောတဲ့အမိန့်ကိုနားမလည်ပဲဖြစ်နေတာကြောင့်ရဲတပ်ဖွဲ့ကသူ့ကိုလျှက်စစ်တနက်နဲ့ပစ်ခတ်ဖမ်းဆီးမှုကိုခံရပြီးထောင်ထဲရောက်ခဲ့တယ်ဆိုပါတယ်။အဲဒီနောက်သူဟာ ICE အဖွဲ့စီကိုပို့ခံရမှာစိုးရင်ပြီးအာမခံမယူဘဲနေခဲ့တယ်လို့အဲဒီကမှတစ်ဆင့်နောက်ဆုံးမှရဲတပ်ဖွဲ့ကသူ့ကိုပြန်လွှတ်ပေးခဲ့ပြီးသူ့ရဲ့နေအိမ်နဲ့9မိုင်အကွာမုံဆိုင်အနီးမှာချထားပေးခဲ့တယ်လို့သိရပါတယ်။အဲဒီတော့သူဟာဖုန်းလည်းမပါအင်္ဂလိပ်စကားလည်းမပြောတတ်မျက်စိကလည်းမမြင်ရတာကြောင့်အိမ်ပြန်လမ်းကိုရှာမတွေ့ခဲ့ပဲသူ့ရဲ့မိသားစုကလည်းရပ်ပေါင်းများစွာလိုက်လံရှာဖွေခဲ့ပြီးမြဲမတွေ့ရှိခဲ့တယ်လို့နောက်ဆုံးမှာတော့သူ့သေးဆုံးနေတဲ့ရုပ်လောင်းကိုသာဘတ်ဖလိုလမ်းမတစ်ခုပေါ်မှာပြန်လည်တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာတော့အမေရိကန်အာဏာပိုင်တွေကအဲဒီရိုဟင်ဂျာဒုက္ခသည်တေဆုံးခဲ့ရတဲ့အကြောင်းရင်းနဲ့အချိန်ကာလကိုစုံစမ်းစစ်ဆေးနေပြီးသူမှာတော့ဇနီးနဲ့သားနှစ်ဦးကြံရစ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျ။